ကဲဘူးချမ်းလေးကိုမှတိတ်လာတဲ့အယောင်လေးမရောက်ရကြတဲ့အယောင်လေးကို3,15000နဲ့ပဲချောင်းပေးမယ်နော်ဒါလေးအခုဆို33လောက်ဖြစ်နေပြီပရီမီယာပိုးသားနဲ့ခတ်ထားပြီး၄ခိုက်ခွဲကျော်ပါတယ်ဒါလေးကအယောင်ကလည်းညွညွလေးဆိုတဲ့ခါကျတော့ဝေးရတာဘယ်ကာလနဲ့ဖြစ်ဖြစ်လိုက်ဖက်တယ်အယောင်အရန်လာတယ်ရင်ညှိစိမ်းရောင်လေးပါနော်ရင်ညှိရောင်လေးနဲ့အရင်နဲ့အနုလေးသုံးထားတယ်အမိတ်ကလည်းလက်ကောက်ပေါ်မှာချစ်ချစ်ခဲခဲလေးပေါ့နော်အပေါ်မှာသူကဒီလာလေးတွေကတစ်ချက်ခတ်ပြီးစိတ်စိတ်ကလေးနော်လုံးဝအပွင့်အရန်များတယ်ကျိုးမြများစိတ်စိတ်ကလေးပါအနားကချိတ်ကလေးနဲ့ပေါ့နော်ဒါဆိုရင်အယောင်ကမြင်နေကြတဲ့ကအမဲခရမ်းအမဲစည်းတွေပုံမှန်များနေတယ်ဆိုရင်ဒီအယောင်လေးကိုရွေးပါတော်တော်လေးနှာရပြီးအယောင်လေးနော်သူကတော့ပွားဥပ်ပါဆိုတော့လေးခိုက်ခွဲကြော်ပါတယ်နော်ခံရောင်လေးကဒီမှာအရန်လာတယ်နှစ်တရာချီလေးတိုင်တာဖြစ်တဲ့ကြောင့်ဒီအထည်အယောင်လေးအရန်ကိုနော်shine နေရှိပြီးတော့ဒီ premium ပိုးသားရည်နဲ့ခတ်ထားတော့ဒီအယောင်ထွက်ပြီးလည်းအရန်ကိုလှပါတယ်เนาะဒါလေးကနံပါတ်လေးက36ခုဖြစ်ပါတယ်နောက်တစ်ထည်လေးကကြတော့အနက်နဲ့မြင်းချီစိန်အရင်လေးသူကကြတော့ဒီလိုလေးအနက်နဲ့မြင်းချီစိန်အရင်လေးအမိတ်ကလည်းအခုလိုမျိုးလက်ကောက်တိတိကလေးเนาะဒါတော့နည်းနည်းလေးပို့ပြီးတော့ရင့်လာရေးချင်နေဆိုရင်ဒါလေးယူပါเนาะအပေါ်ကအပွင့်ကတော့တအားကိုစိတ်ပါတယ်เนาะလုံးဝစိတ်စိတ်ကလေးခတ်ထားတဲ့အထည်ပါဒီလိုရိုးရအခြေလေးကတော့လူတော်တော်များများရိုးရအခြေဝတ်တဲ့လူတော်များများတော့ဒီကချင်ရိုးရအခြေဝတ်တဲ့လူတော်များရှိကြတယ်เนาะပူထန်းလေးတွေတော့ကာလာလေးလည်းမတူဘူးပက်တန်လေးလည်းမတူရင်ထက်ယူเนาะဒါလေးတွေကဘယ်ခါဖြစ်ဖြစ်ဝတ်လို့လှတဲ့အခြေလေးပါရှင်နံပါတ်လေးက39ပါ3,15000နဲ့အပြည့်ပါအောင်เนาะ